အားလုံးပဲမင်္ဂလာပါ module 6 D6 ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာဆိုရင်တော့ comment line ကျွန်တော်တို့9ခုကိုသင်ပြပါမယ်ခင်ဗျာ9ခုကိုကျွန်တော်တို့အတူတူလေ့လာတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ပထမအဆုံးဆက်စာအဆုံး comment ပေးရတော့ကျွန်တော်တို့ CHMOD ဆိုတဲ့ comment လေးပဲဖြစ်ပါတယ် CHMOD ကဘာလို့ပေးရလဲဆိုတော့ဒီကောင်က chain mode ပါဟိုဘယ်လိုပြောရမလဲအဲ့ဒီ ဖက်ခွင့်ပြင်ခွင့် run ခွင့်ပေးတာမျိုးဆိုလိုပါတယ် file တစ် file ကိုဟုတ်ကဲ့ပါကျွန်တော်တို့ဒီဟာလေးကိုမစမ်းသခင်မှာကျွန်တော်တို့ဆက်စာဦးဆုံးကျွန်တော်တို့ရှိမှာ create လုပ်ထားတဲ့ file ရှိလဲဆိုတာအရင်စမ်းမယ်မရှိတဲ့အတွက်ကြောင့်ကျွန်တော် file တစ်ခု create လုပ်လိုက်ပါမယ်ဟုတ်ကဲ့ပါကျွန်တော်ဒီ file လေးကိုကျွန်တော် create လုပ်လိုက်ပါပြီဒါကြောင့်မလို့ create လုပ်လိုက်တဲ့အချိန်မှာကျွန်တော်ကနေပြီးတော့ls နဲ့လုပ်ကြည့်လိုက်လေls နဲ့လုပ်ကြည့်လိုက်တယ် ls နဲ့လုပ်ကြည့်တဲ့အချိန်မှာ emm.txt ကတော့ဝင်နေပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့အရှိသင်ခန်းစာမှာလည်းကျွန်တော်ပြောပြခဲ့ပြီးပါတယ်ls နဲ့ကြည့်တဲ့ခါကျရင်ဒီတိုင်းကြည့်ရင်ဒီတိုင်းရိုးပဲပုံပဲဒါပေမဲ့ ls -l ဆိုတဲ့ဒီ -l ဆိုတဲ့ option လေးနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီကောင်ဒီ emm.txt ရဲ့ mode ဒီပါပေါ်ပါတယ်ဒီကောင်ရဲ့ permission ဒီပါပေါ်ပါတယ်ကြည့်လိုက်လို့ရပါတယ်အဲ့မှာအဲ့ဒီအရှိအဦးဆုံးမှာပေါ်နေတဲ့ -rw -rw -rအဲ့ဒါပေါ်နေတဲ့အဲ့ရကဘာလဲဆိုတော့အဲ့ရ permission ပါ permission ကိုဒီလိုမျိုးခွဲလို့ရပါတယ်ပြီးသွားရင်ဒီဘေးနားမှာအလယ်မှာတွေ့နေတဲ့ blank ဆိုတာအဲ့နှစ်ခုတွေ့နေပါတယ်အဲ့နှစ်ခုတွေ့နေတဲ့အချိန်မှာဘယ်ဘက်က blank လားအဲ့ဒါက owner ရဲ့ blank ပါ owner ရဲ့ blank လို့ပြောလို့ရပါတယ်ညာဘက်ရဲ့ blank ကကြတော့ဒီကောင်က group ရဲ့ blank ပါ group blank နှစ်ခုရှိပါတယ် group ရှိမယ် user ရှိမယ်အဲ့လိုမျိုးမှတ်ထားရပါပြီ blank နှစ်ခုပါဟုတ်ကဲ့ပါနောက်ဆုံးတစ်ခုကကျတော့ဒီဘက် rw -rဆိုတာလေးကပါလဲဆိုတော့ကျွန်တော်အဲ့အရာမပြောပြခင်မှာကျွန်တော်ထပ်ပြီးတော့မြင်သာအောင်ကျွန်တော် diary တစ်ခုတိဆောက်လိုက်ပါမယ် diary တစ်ခုတိဆောက်လိုက်မယ်ဟုတ်ကဲ့ပါကျွန်တော်ခုနကလိုပဲပြန်လုပ်နိုင်မယ် diary တစ်ခုတိဆောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ diary ကကြတော့ကျွန်တော် Linux မှာဆိုရင် diary ဒါပေမဲ့တခြားနေရာမှာဆိုရင်တော့ folder လို့ပြောလို့ရပါတယ်ဒါကြောင့်မလို့ diary တိဆောက်လိုက်တဲ့အချိန်မှာဆိုရင်တော့ diary လေးကအပြန်အောင်လေးဖြစ်ပြီးတော့ဟိုဘက်ရေးအရှိမှာ d ဆိုပြီးတော့ဖြစ်သွားတာမရှိလို့မရပါလိမ့်မယ်အဲ့ဒါကဘာဖြစ်တာလဲဆိုတော့ d ဆိုတာကကျတော့ diary ကိုညီညွှန်းတာပဲဖြစ်ပါတယ်ပြီးသွားရင်အောက်ဆုံးမှာအမကြတော့ dash လေးကကျတော့ file ကိုညီညွှန်းတာဖြစ်ပါတယ်ကြီးမှာပါအောင်ခင်ဗျာဟုတ်ကဲ့ပါဆိုရင်ကျွန်တော်တို့ဒီဟာလေးကို clear လုပ်လိုက်မယ်နည်းနည်းရှုပ်နေမှာဆိုလို့ ls-l နဲ့ပြန်ခေါ်လိုက်မယ်ကျွန်တော်ဒီနေ့လုံးမဲ့ဥစ္စာလေးကကျွန်တော်တို့ chmod ဆိုတဲ့ဟာလေးတော့ရှင်းပါတယ်ကျွန်တော် chmod ကိုမလုပ်ခင်မှာထပ်ပြီးတော့ရှင်းပြစရာရှိပါတယ်အဲ့ဒီအရှိက rw dash အဲ့အနောက်မှာ dash ရဲ့ rw dash အဲ့ကောင်အနောက်မှာ r dash အဲ့ရလေးကဘာကိုပြောရလဲဆိုတော့မိတ်ဆွေတို့မျက်လုံးထဲမှာမြင်ကြည့်လိုက်ပါသုံးပိုင်းခွဲမြင်ပါသုံးပိုင်းခွဲမြင်လိုက်တဲ့အချိန်မှာအရှိဆုံး rw dash ကကြတော့ owner ကိုပြောတာပါအနောက်က rw dash ကကြတော့ group ကိုပြောတာပါအဲ့ဟာရဲ့နောက်ဆုံး r dash dash ဆိုတာကကြတော့ other ကိုပြောတာပါ other ဆိုတာ other user ပေါ့အဲ့လိုမျိုးပြောခြင်းဖြစ်ပါတယ်ပြီးသွားရင် r ကကြတော့ဘာကိုရည်ညွှန်းလဲဆိုတော့ r ကကြတော့ read ကိုရည်ညွှန်းပါတယ်ကျွန်တော်တို့ဥပမာဒီ file တစ်ခုကိုကျွန်တော်တို့က read တစ်ခုတည်း permission ပေးပြီးတော့ကျန်တဲ့ permission တွေအားလုံးကိုမပေးဘူးဆိုရင်ဒီ file ကတေချာတစ်ခုကကျွန်တော် read ပဲလုပ်လို့ရပါမယ်ကျွန်တော်တို့ဘာမှ edit လုပ်မရပါဘူးပြီးသွားရင် w ကကြတော့ဘာကိုရည်ညွှန်းလဲဆိုတော့ w ကကြတော့ write ကိုရည်ညွှန်းတာပါ write ဆိုတော့ကျွန်တော်တို့ write permission ပေးထားမယ်ဆိုရင်ဒီစာကို write လို့ရမယ် read လို့မရဘူး write တစ်ခုတည်းပေးမယ်ဆိုရင်တော့ write ပဲ write လို့ရမယ်ပြီးသွားရင်နောက်ဆုံးအမှ x ဆိုတာလေးကိုတွေ့ရပါလိမ့်မယ် x ဆိုတဲ့ permission ကြောင့်ဘာလဲဆိုတော့ executive ပါ executive ဆိုတာကကြတော့ execute လုပ်တယ်ဆိုတာကကြတော့ဒီအဲ့လို execute လုပ်လိုက်ပြီဆိုရင်ဒီ file ကို run လို့ရအောင်မယ်ဆိုတဲ့အဓိပ္ပာယ်ပါတော့ run မှုအတွက်ဆိုရင်တော့ execute permission ပေးထားမှရပါပါကျွန်တော်အခုလိုမျိုးအခုကျွန်တော်ဆန်းသွားမယ်လက်မှာဆိုရင်ပေါ့အရင်တည်တာမှာမဟုတ်ပါဘူးဒါပေမဲ့မိတ်ဆွေတို့လုပ်ငန်းခွင်တွေကိုရောက်သွားမယ်ဆိုရင်အရင်တော့တည်တာပါတယ်ဘာဖြစ်လဲဆိုတော့လုပ်ငန်းခွင်မှာဆိုရင်ကျွန်တော်တို့ user တစ်ယောက်တည်း run နေတာမဟုတ်ပါဘူး user တစ်ယောက်တည်းကပဲဒီလိုမျိုးလုပ်နေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ပေါ်ဆုံးကခေါင်းကကြတော့လောက root user အဲ့ root user ရဲ့အောက်မှာ user ကြီးမှအများကြီးရှိပါတယ်အဲ့ user တွေကိုမင်းရတော့ဒီ
ဒီ file နဲ့ပတ်သက်တဲ့ဒီ permission ကိုယူပြီးတော့ဒီ file နဲ့ပတ်သက်တဲ့ဒီ permission ယူဆိုပြီးတော့ user တစ်ခုချင်းစီမှာ user တစ်ခုချင်းစီအတွက်အဲ့လို permission တွေပေးထားပါတယ်ကျွန်တော်တို့ဒီလိုမျိုးဒီဥစ္စာကိုကျွန်တော်တို့ဒီဥစ္စာကိုကြတော့ကျွန်တော်အခုသင်မှာကြတော့ဒီနေ့ပဲ foundation လောက်ပဲသင်တာပါဒါပေမဲ့တည်ထားတင်ပါတယ်ဒါကဘာလဲဆိုတာကိုအဲအကြောင်းမလို့ပါကျွန်တော်လုပ်ငန်းခွင်မှာဆိုရင်တော့ဒီဥစ္စာတွေကျွန်တော်တို့ကိုယ်တိုင်လုပ်ဆရာမလို့ပါဘူးတကယ် system administration မှာနေလောက်တာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရထပ်ပြီးတော့ဆက်လိုက်အောင်ကျွန်တော်တို့ဥပမာဒီ amm.txt မှာကျွန်တော်တို့ h ကမပါဘူး h ကိုမပါဘဲနဲ့ကျွန်တော်တို့ကျွန်တော်အမြဲသုံးနေတာပေါ့ကျွန်တော်ကတော့နံပါတ်တွေနဲ့မသုံးဘူးခင်ဗျကျွန်တော်တို့ဒီလိုမျိုးနံပါတ်တွေနဲ့သုံးတာတွေပါရှိတယ်အဲ့ဟာတော့ မိတ်ဆွေတို့ဆက်ပြီးတော့လေ့လာလို့ရပါတယ်နံပါတ်နဲ့သုံးတာရှိတယ်လို့မျိုးစာနဲ့လည်းသုံးတာရှိပါတယ်ကျွန်တော်ကတော့ letter နဲ့ပဲသုံးပါတယ်ကျွန်တော်နံပါတ်နဲ့မသုံးပါဘူးအဲ့ဟာမိတ်ဆွေတို့ကြိုက်တယ်လို့သုံးလို့ရပါတယ်ကျွန်တော်တို့ဥပမာ chmod ဆိုပြီးတော့ကျွန်တော်ကအဲ့ဒီ rw ကျွန်တော် akm ဆိုတဲ့ဟာတွေကိုကျွန်တော်ဖြတ်လိုက်ပါမယ်မိတ်ဆွေမျိုးနဲ့မျက်လုံးရှုံးနေပါဆိုတော့ပါဟုတ်ကဲ့ပါကျွန်တော်အဲ့မှာ amm.txt ဆိုတဲ့အဲ့ဒီ file လေးကိုကျွန်တော် permission executive permission အကုန်ပေးခြင်းနဲ့ကျွန်တော် executive ဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲ x ဆိုတဲ့ permission လေးကိုအကုန်ပေးခြင်းနဲ့ rw ရဲ့အနောက်မှာလည်း x ကိုထည့်ခြင်းနဲ့rw ဆိုတဲ့အဲ့ဒီကျွန်တော်ပြောတယ်ခုနက3ပိုက်ခွဲ user group other အဲ့ဒီ3ပိုင်းစလုံးမှာကျွန်တော် executive ဆိုတဲ့ permission ထည့်ခြင်းနဲ့အဲ့ရကြောင့်မို့လို့ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ chmod ဆိုပြီးတော့မိတ်ဆွေတို့မှတ်ထားပါဒီ chmod ဆိုတာကကျွန်တော်အလေက blank ဆိုတဲ့အဲ့ဒီ user နဲ့ group ဆိုတဲ့ထဲကိုမတွားပါဘူးမတွားဘဲနဲ့ကျွန်တော်တို့ကအဲ့အရှိကအဲ့ permission ကိုပဲအဓိက target ထားပါတယ်ဟုတ်ကဲ့ပါအဲ့ဒါကြောင့်မလို့ chmod chain mode ပေါ့ chain mode မှာဆိုရင်ကျွန်တော်တို့ကအဲ့3ခုစလုံးမှာကျွန်တော်တို့က executive ဖြစ်ချင်တယ်ဆိုရင်ကျွန်တော် plus ထည့်တယ် plus ပြီးတော့ x လေးကိုထည့်လိုက်တယ်အဲ့ဒါကြောင့်မလို့ဒီရောက်ရဲ့အဓိပ္ပာယ်ကကြတော့user ကို rw dash ဆိုတဲ့ user မှာကို rw dash ဆိုတဲ့ group မှာကို dash dash ဆိုတဲ့ other မှာကိုကျွန်တော် executive permission ပေးကြရမှာဖြစ်ပါတယ်ဒီ amm.txt ကိုတော့ဆိုလို့ရှိရင်ကရှိရမယ့်လူတွေအကုန်လုံးဒီ file ကို run လို့ရပါတယ်ဆိုတော့ permission ပေးရတာပါဒါပေမဲ့အလုပ်ခွင်မှာတော့အဲ့လိုမပေးပါဘူးအလုပ်ခွင်မှာတော့လုံးဝတကယ် privilege အနေနဲ့ပဲပေးတာပါလုံးဝတည်တည်ချာချာကိုစီကံ security အရာမပေးသင့်ပါဘူးအနေနဲ့အရင်ရှိပါတယ်ဒါကြတော့ကျွန်တော်ဒီတိုင်းလေးပဲ foundation ဖြစ်တဲ့အတွက်ကြောင့်ပဲဒီတိုင်းပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်ဒီဟာပြီးသွားပြီဆိုရင်လည်းနောက်တစ်ခါထပ်ပြီးတော့ပြောပြပါပါတခြား user တို့ group တို့ order တို့ရောဘယ်လိုမျိုးတစ်ခုချင်းစီခွဲပြီးပေးလို့ရလဲဆိုတာကိုဟုတ်ကဲ့ပါခင်ဗျအဲ့ဒါဆိုရင်ကျွန်တော်ထပ်ပြီးတော့ဆက်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ file လေးကိုရိုက်လိုက်မယ်ဆိုရင်ကျွန်တော် enter ခေါက်လိုက်မယ်ဆိုရင်ပြောရရင်ကျွန်တော် ls.admin ကြည့်လိုက်မယ်ဆိုရင်မရှိလို့မြင်ရပါပြီကျွန်တော်ရဲ့ file ရဲ့အကြောင်းအစားပြောင်းသွားပါတယ်အစိမ်းရောင်ကြီးပြောင်းသွားပါတယ်မရှိလို့ဒါကတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ executive ဆိုတဲ့ permission အကုန်လုံး executive ဆိုတဲ့ permission ရသွားတဲ့အတွက်ကြောင့် file လေးကအစိမ်းရောင်လေးပြောင်းသွားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အခုဗာပြောရည်လဲဆိုတော့ကျွန်တော်တို့ကဘယ် user ပဲဖြစ်ဖြစ်ဘယ်လူပဲဖြစ်ဖြစ်အပြင်ကလူပဲဖြစ်ဖြစ်အတွင်းထဲကလူပဲဖြစ်ဖြစ်ဒီ file ကို run လို့ရပြီဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အဲ့ဒါဆိုရင်ထပ်ပြီးတော့ကျွန်တော်အဲ့ဒါဆိုရင်ထပ်ပြီးတော့ကျွန်တော်တို့ကဟုတ်ပြီဒီလိုမျိုးငါ permission ကြီးအားလုံးကိုမပေးခြင်းဘူး x အားလုံးမပေးခြင်းဘူးတခုချင်းစီ user အတွက်ပဲ executive ပေးခြင်းနဲ့ဒါမှမဟုတ် group တွေပဲ executive ပေးခြင်းနဲ့others တွေပဲ executive permission တခုပေးခြင်းနဲ့အဲ့ဒါဆိုဘယ်လိုလုပ်လို့ရလဲဆိုရင်ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အခုကြည့်ထားပါ user နေရာမှာ x ဆိုတဲ့ဟာတွေရှိနေပါတယ် executive ဆိုတဲ့ permission ရှိနေပါတယ်အဲ့ဒီ user နေရာ executive permission ကိုကျွန်တော်ကဖြတ်ချင်တယ် executive permission ပြီးခြင်း user အတွက်အဲ့ဒါဆိုရင်ပြီးလို့လုပ်လို့ရပါတယ် chmod ဆိုပြီးတော့ကျွန်တော်က user ဖြစ်တဲ့အတွက်ကြောင့် u ကျွန်တော်တို့ group ဆိုရင် g အားသားဆိုရင် o အဲ့လိုမျိုးမှတ်ထားလို့ရပါတယ်အဲ့ရကကျွန်တော်ကတော့ဒီလိုမျိုးပဲမှတ်ပါတယ်ဟိုကနန်းတွေနဲ့မှတ်ပါကနန်းတွေနေကလွယ်လားဆိုတော့လွယ်ပါတယ်ကနန်းတွေလည်းလွယ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကိုအားသာရဲ့အားသာကျွန်တော်အဲ့လိုမှတ်တာအကောင်းဆုံးပါပဲနောက်ဆုံး result ကတော့တူပါပဲအဲ့အကြောင်းမို့လို့ကျွန်တော်က user နေရာမှာကျွန်တော်က x ဆိုတဲ့ဟာကိုကျွန်တော်က permission ကိုမထည့်ချင်တော့ဘူးဆိုရင်ကျွန်တော်က minus လေးကိုထည့်လိုက်ရပါမယ်ခုနကတော့ထည့်ချင်တယ်ဆိုရင် plus မထည့်ချင်ဘူးဆိုရင် minus ကျွန်တော်တို့ဒီတိုင်းရိုးရိုးပဲတွေးလို့ရပါတယ်အဲဒါဆိုကျွန်တော် minus x ကိုနေပြီးတော့ကျွန်တော်က amm
amount.txt လေးကိုကျွန်တော်အဲ့ခေါ်လိုက်မယ်ဆိုရင်ကျွန်တော်ထပ်ပြီးတော့ ls-l ဆိုတဲ့ option လေးခေါ်လိုက်မယ်ဆိုရင်မိတ်ဆွေတွေ့ရပါပါကျွန်တော်တို့ user နေရာမှာ x ဆိုတဲ့ executive permission လုံးဝမရှိတော့ပါဘူးအဲ့ဒီထိုနည်းတူပဲကျွန်တော်ကထပ်ပြီးတော့ MOD ဆိုပြီးကျွန်တော်က group ထဲမှာတဲ့ကျွန်တော်ကအဲ့ဒီ executive permission ကျွန်တော်မပေးချင်တဲ့အတွက်ကြောင့်ကျွန်တော်ကအဲ့လိုထပ်လုပ်လိုက်မယ်-g-x ဆိုပြီးထပ်လုပ်လိုက်မယ်ဆိုရင် ls-l နဲ့ကြည့်လိုက်မယ်ဆိုရင် wow မရှိတော့ပါဘူး wow မဟုတ်သေးဘူးအားသားမှကျန်နေသေးတယ်အားသားမှကျန်နေသေးတဲ့အတွက်ကြောင့်ကျွန်တော်ကထပ်ပြီးတော့အားသားကိုထပ်ပြောင်းမယ် executive permission ကိုနှုတ်လိုက်မယ်ဆိုရင် o-x amm.txt နဲ့နှုတ်လိုက်မယ်ဆိုရင် ls-l နဲ့ကြည့်လိုက်မယ်ဆိုရင်မိတ်ဆွေတို့တွေ့ရပါလိမ့်မယ်ကျွန်တော်တို့ file ကြီးကငကိုပုံစံတိုင်းပဲထည့်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ executive permission ဒီ file မှာမရှိတော့တဲ့အတွက်ကြောင့်ပါဟုတ်ကဲ့ပါကျွန်တော်အဲ့ဆိုရင်ထပ်ပြီးတော့ CLE ရာ clear ထပ်ခေါ်လိုက်မယ်ကျွန်တော်ထပ်ပြီးတော့ထပ်ခေါ်မယ်ဒီနေရာကိုထပ်ပြီးတော့ပေါင်းခြင်းတယ်ဥပမာကျွန်တော်တို့က user ကိုပဲ executive permission ပေါင်းခြင်းကျွန်တော်တခုပြောပြမယ်သူက executive permission ပဲထည့်နှုတ်r ဆိုတဲ့ read ဆိုတဲ့ permission ပဲထည့်နှုတ်ပုံစံတွေအားလုံးကတူပါပဲနှုတ်ဝင်ဆိုရင် -r -w -x ပေါင်းမယ်ဆိုရင် +r ပေါင်းမယ်ဆိုရင်ကျွန်တော်တို့ +r +w +x အဲ့အောင်မှာကျွန်တော်တို့ဒီရှင်းဒီမှာကျွန်တော်တို့ဘယ်ရောက်ပေါင်းပါလဲအားသားမှာပေါင်းမယ်ဆိုရင်ကျွန်တော် o လေးကိုထည့်ပေးလိုက်ရောပါပဲကျွန်တော်ဒါမှမဟုတ် dw ကိုကျွန်တော်တို့က group မှာပေါင်းမယ်ဆိုရင် g လေးကိုထည့်ပေးရောပါပဲအဲ့ r ကိုဘယ်နေရာမှာပေါင်းမလဲဆိုရင်ကျွန်တော်တို့ကuser နေရာမှာပေါင်းမယ်ဆိုရင် u လေးကိုထည့်ပေးရောပါပဲဘယ်နေရာမှာနှုတ်မလဲo ဆိုရင်အားသားနေရာမှာ is executive permission ကိုနှုတ်လိုက်မယ်အဲ့လိုမျိုးထည့်ပေးရောပါပဲဒါပါပဲဒါကြတော့ကျွန်တော်တို့အခုဘာအကြောင်းသိသွားပြီလဲဆိုတော့ကျွန်တော်တို့ chmod ဆိုတဲ့အကြောင်းလေးကိုသိသွားပါပြီဟုတ်ကဲ့ပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ user ကိုပြောင်းတာပဲဖြစ်ပါတယ် user ဆိုတာတဲ့ကျွန်တော်က owner ကိုပြောင်းတာပဲဖြစ်ပါတယ် owner ကိုပြောင်းတာကကြတော့ကျွန်တော်ဘယ်လိုပြောင်းလဲဆိုတော့ကျွန်တော်ဒီဘက်မှာ blank ဆိုတဲ့နှစ်ခုကိုတွေ့ပါလိမ့်မယ်ဒီ blank ဆိုတာကဘယ်ဘက်က blank ကကျွန်တော်တို့အဲ့ဒါက owner ပါညာဘက်က blank ကကျွန်တော် group ပါအဲ့ဒါကြောင့်မလို့ဥပမာကျွန်တော်တို့ကအခုကကျွန်တော်က root user နဲ့ root ကကျတော့လုံးဝ super user ပေါ့ကျွန်တော်တို့ရှိတဲ့မြဒီ server တစ်ခုလုံးမှာကြိုက်တဲ့မြအကုန်လုံးလုပ်ရတယ် root ကကြတော့ဒါပေမဲ့ကျွန်တော် blank ကကြတော့ကျွန်တော် user ဒါပေမဲ့ blank ကလည်းဘာဖြစ်လို့ဒီထဲမှာအကုန်လုံးကိုသူကကြတော့ blank ကကြတော့ super user မဟုတ်ပါဘူးသူက user တစ်ခုပါပဲဒါပေမဲ့သူက root ကိုသူက root နဲ့ blank ဆိုတဲ့ user လေးနဲ့ကိုဆက်သွယ်ပြီးတဲ့ဆက်သွယ်ချိတ်ဆက်ပြီးတဲ့တခု comment line တခုရှိနေပါတယ်ဒါကြောင့်မို့လို့ဒီ blank ကလည်း blank ဆိုတဲ့ user ကိုထွက်ပြီးတော့ group user ပေါ်ကိုတက်ပြီးတော့ root တိုင်းကိုလုပ်လို့ရပါတယ်ကျွန်တော်ကအဲ့ဘာကိုပြောချင်လဲဆိုတော့ကျွန်တော်ဒီ blank user နဲ့ကျွန်တော် root user ကိုပြောင်းချင်နေဆိုရင်ဒီ comment လေးတခုသုံးရပါတယ် sudo sudo su ဆိုတဲ့ comment လေးကိုတောင်းရပါတယ် sudo su ဆိုတဲ့ comment လေးကိုဥပမာကျွန်တော်က enter ခေါက်လိုက်မယ်ဆိုရင်မိတ်ဆွေတို့တွေ့ပါလိမ့်မယ်ကျွန်တော်ခုနကဝင်ထားတဲ့အတွက်ကြောင့် password မတောင်းတာပါစစ်စာအုပ်ဝင်မယ်ဆိုတော့ password တောင်းပါလိမ့်မယ် password ကကျတော့ဘာမှမဟုတ်ပါဘူးကျွန်တော်ဒီ blank user ရဲ့ password ကိုရေးပေးလိုက်ရုံပါပဲဟုတ်ကဲ့ပါအဲ့မှာစုရွယ်လို့လိုက်ဒီမှာကျွန်တော်က root user အခုဆိုပြောင်းသွားပါပြီကျွန်တော် root user ပြောင်းသွားတဲ့အတွက်ကြောင့်ကျွန်တော်ကြိုက်တဲ့မြ comment line တွေအကုန်လုံးရေးလို့ရပါတယ်ကျွန်တော် permission ရှိတိုင်းမရှိတိုင်းဘာမှမရှိတော့ပါဘူးဟုတ်ကဲ့ပါမှကြောင့် CLE က clear ကနေကျွန်တော်ပြန်ခေါ်လိုက်မယ်ကျွန်တော် root user တဲ့ကျွန်တော်ပြန်ထွက်လိုက်မယ် exit ဆိုတဲ့ comment လေးနဲ့ပြန်ထွက်လိုက်မယ်ကျွန်တော် ls-l ဆိုပြီးတော့ပြန်ခေါ်လိုက်မယ်ခုနကတော့လိုက်ပဲဟုတ်ကဲ့ပါကျွန်တော်အခုဆိုရင်တော့ကျွန်တော်က owner ကိုပြောင်းချင်တယ် owner ကိုကျွန်တော်ကဘာပြောင်းချင်လဲဆိုတော့ root CHOWM ဆိုရဲအဲ့ဒီ owner လေးနဲ့ပြောင်းပါတယ် chain owner ပေါ့ chain owner ကျွန်တော်က black နေရာနေပြီးတော့ကျွန်တော် root user ကိုပြောင်းနေတယ် root user ကိုပြောင်းကျွန်တော်တခြား user တွေမရှိ create မလုပ်ထားတဲ့အတွက်ကြောင့်ဒီလိုပြောင်းရခြင်းဖြစ်ပါတယ်ကျွန်တော် root user ကိုပြောင်းချင်တယ် CHOWM root ဆိုပြီးတော့အဲ့မှာကျွန်တော်ကဘာလုပ်လို့ရလဲဆိုတော့ root ဆိုပြီးတော့ကျွန်တော်က amm.txt ဆိုတဲ့ဒီ file လေးတွေက chain owner blank ဆိုတဲ့ user ကနေပြီးတော့ root ဆိုတဲ့ user လေးကိုပြောင်းနေတယ်ဆိုတဲ့အတွက်ကြောင့်နှိပ်လိုက်တယ်မိတ်ဆွေတွေ့ပါလိမ့်မယ်ကျွန်တော်တို့ဒီတိုင်း natural user တွေပေါ့ကျွန်တော်တို့ super user မဟုတ်တယ် super user ဆိုကျွန်တော် root user ကိုပြောခြင်းဖြစ်ပါတယ် super user ဆိုတာကဘာပြောလဲဆိုတော့ကျွန်တော် super user ဆိုတာ root user ကိုပြောခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ chain root လို့ပြောလိုက်ပြီဆိုတဲ့ကကျွန်တော်တို့အဲ့ဒါ super user ကိုကျွန်တော်တို့ပြောင်းခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီမှာဆိုရင်မရှိလို့တွေ့သွားပါလိမ့်မယ် amm.txt ကိုကျွန်တော်တို့ကဒီ blank ဆိုတဲ့ဒီ natural user အနေနဲ့ကျွန်တော်တို့ chain owner လုပ်လို့မရပါဘူး
ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် root user မဟုတ်တဲ့အတွက်ကြောင့်ပါဒီမှာတွေ့ပါလိမ့်မယ် not permitted ဆိုပြီးတော့တွေ့ပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ခုနကတော့ပြောခဲ့တဲ့အတိုင်းပဲ sudo ဆိုပြီးတော့ကျွန်တော်ကလုပ်လိုက်တယ်အဲ့မှာကျွန်တော် root user ပြောင်းသွားတယ်ပြောင်းသွားတဲ့အချိန်မှာ ls-l ဆိုပြီးကြည့်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ permission ကျွန်တော်တို့ခြိုက်တယ်လို့ပြောင်းလို့ရပါပြီကျွန်တော်တို့ message အားလုံးဒီခါမှာကကျွန်တော်တို့ network ပေါ်မှာဆိုရင်လည်းအဲ့တိုင်းပါပဲ root user ကပဲဒီမို့ permission ကိုခွဲပါလေဒါကြောင့်မို့လို့ root user ကိုကိုင်နေတော့ဘယ်လိုကိုင်လဲဆိုရင် root user ကိုကျတော့လုံးဝတကယ်administrator တွေပဲကိုင်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ခုနကတော့အတိုင်းပဲပြန်ရေးလိုက်မယ် CHOWN chain owner root ဆိုပြီးတော့ရေးပြီးတော့ amm.txt လို့ကျွန်တော် root chain owner ကြောင်းလိုက်မယ်ဒါကြောင့်ရင်ပြန်ပြီးတော့ကျွန်တော်တို့အားလုံးပြန်ကြည့်လို့ရမယ် ls-l ဆိုပြီးတော့ပြန်ကြည့်လိုက်မယ်ဆိုရင်message ကိုတွေ့ရပါလိမ့်မယ် blank ချိန်မှာကျွန်တော် root ဖြေသွားပါပြီကျွန်တော်မဟုတ်သေးဘူးပဲနောက်က group တွေကိုလည်းကျွန်တော်တို့ကပြောင်းချင်သေးတယ် blank မဟုတ်ချင်ဘူးမဟုတ်ဘဲနဲ့ကျွန်တော် root ထပ်ပြောင်းမယ်ဆိုရင် CHGRP လို့ခေါ်ပါတယ် CHGRP ကကြတော့ပါလဲဆိုတော့ CHGRP ကကြတော့chain group ကိုပြောတာပါ chain group ဆိုရင်ကျွန်တော်တို့ ROOT နဲ့ထပ်ပြီးတော့လုပ်လိုက်တယ်လုပ်ပြီးတော့ amm.txt နဲ့ကျွန်တော်လုပ်လိုက်ပဲဆိုရင် ls-l နဲ့လုပ်လိုက်ပဲဆိုရင်တွေ့ပါလိမ့်မယ်ပြီးဆိုတော့ blank ကနေပြီးတော့ amm.txt ရဲ့ owner နဲ့ group နဲ့ကဘာပြောရလဲဆို group ဖြစ်သွားပါခင်ဗျာဟုတ်ကဲ့ပါဒါအတွက်ကျွန်တော်တို့ CHOWN နဲ့ CHGRP ရဲ့သုံးပုံသုံးနည်းပဲဖြစ်ပါလေကျွန်တော်တို့ဟုတ်ပါလေအခုချိန်ဒီကျွန်တော်group တို့ဘာတို့လားကျွန်တော်တို့ပြောနေတာပါဒါကဘာကိုပြောချင်တာလဲဆိုတော့တရားတကူကတော့ကျွန်တော်ရှေ့ရအောင်တာအနောက်က group ဟုတ်ပြီအဲ့ group ကဘာလဲဘယ်လိုမျိုးငါတို့ကကြည့်လို့ရမှာလဲကျွန်တော်ဆက်ဆောက်လေ့လာတော့ကလည်းအဲ့လိုမျိုးကြောင်ခဲ့ပါတယ်group ကကျတော့ဘယ်လိုကြည့်မှာလဲဆိုရင်ဟုတ်ကဲ့ပါကျွန်တော်အဲ့ဒါဆိုရင်အဲ့စင်းနဲ့ကျွန်တော်ဒီ root ကနေကျွန်တော်ထွက်လိုက်မယ်ထွက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က id ဆိုတဲ့ comment လေးကိုကျွန်တော်ကြည့်လို့ရပါတယ် id ဆိုတဲ့ comment လေးကိုကျွန်တော် enter ခေါက်လိုက်မယ် enter ခေါက်လိုက်မယ်ဆိုရင် message ကိုတွေ့ပါလိမ့်မယ်ဒီ group က GID ဆိုတာအဲ group ID ကိုပြောတာပါဒီ blank ရဲ့ group ID က1000ပါ UID ဆိုတာကကျတော့ user ID အဲ blank ရဲ့ user ID က1000ပါဟုတ်ကဲ့ပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအောက်စာကကျွန်တော်ဘာနဲ့တူလဲဆိုတော့ဥပမာကျွန်တော်ကဒီ amm.txt ဆိုတဲ့အဲ့ဒီ file ရဲ့ owner ရဲ့ group ရဲ့အဲ့ဒီ group ကကြတော့ဘယ်လိုမျိုးပုံစံ owner တော့အကုန်လုံးသိကြမှာပါ owner ကြောင့်ကိုတစ်ကောင်လေးပဲလုပ်လို့ရမယ်ပုံစံဒါပေမဲ့ group ID ကကြတော့ဘယ်လိုလဲဆိုတော့အဲ့ group ကကြတော့ကျွန်တော်အခန်းတစ်ခန်းနဲ့တူတယ်ကျွန်တော်ဥပမာ A B ရှိတယ်အခန်း A နဲ့အခန်း B နဲ့ရှိတဲ့အချိန်မှာကျွန်တော်အခန်း A က A ထဲမှာရှိတဲ့လူတွေအားလုံးရဲ့အခန်း A ထဲမှာရှိတဲ့လူတွေအားလုံးကရည်ကင်းမှုစားလို့ရမယ်ဒါပေမဲ့အခန်း B ထဲမှာရှိတဲ့လူတွေအားလုံးရည်ကင်းမှုစားလို့မရဘူးအဲ့လိုမျိုးပုံစံနဲ့တူပါတယ်ကျွန်တော်အဲ့အရာကြောင့်မို့လို့ကျွန်တော်တို့ကဥပမာဒီ blank အဲ့ group ကို blank ပေါ့ group ID က blank အဲ့ group ID blank တဲ့ကိုမှာကျွန်တော်နောက်ထပ် user တယောက်ရဲ့ ID ကိုလည်းဒီ group ID blank တဲ့က group ထဲကိုထည့်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့အဲ့ဒါကဘာပြောရလဲဆိုတော့အဲ့ဒီ user အသစ်က blank လုပ်တဲ့ပုံစံတိုင်းလိုက်လို့ရပါပြီအဲ့လိုမျိုးပုံစံပါ group ID ဆိုတာ group ဆိုတာအဲ့လိုမျိုးပုံစံပါပြီးွားရင်ကျွန်တော်တို့အဲ့ဒီ ID ကိုကြည့်လိုက်တဲ့အချိန်မှာအနောက်လေးမှာ sudo ဆိုတဲ့ဟာတွေတွေ့ပါလိမ့်မယ်27 sudo ဆိုတဲ့ဟာတွေတွေ့ပါလိမ့်မယ်အဲ့ဒါကကြတော့လေအဲ့တိုင်းမှာပဲကျွန်တော်တို့အဲ့ဒီ sudo ဆိုတဲ့ permission ကိုဒီ blank ဆိုတဲ့ user create လုပ်ခဲ့တဲ့ကကျွန်တော်တို့ပေးထားတဲ့အတွက်ကြောင့်မို့လို့ဒီ blank ကနေပြီးတော့ root ကိုခုနကတော့ကျွန်တော်ပြတဲ့ sudo ဆိုတဲ့ command လေးနဲ့ပွားလို့ရတာပါအကယ်၍ဒါကျွန်တော်တို့ကအဲ့လိုမျိုးဟာမပေးခဲ့ဘူးဆိုရင် user အသစ်အနေနဲ့ကကြတော့အဲ့လိုမျိုးတွားလို့မရပါဘူး sudo ဆိုတဲ့ group ထဲကိုဒီ blank ကိုထည့်ပေးထားတဲ့အတွက်ကြောင့်သုံးလို့ရတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါပေမဲ့မင်းဆိုတော့အဲ့အရာကိုကျွန်တော်အခုပြောတဲ့ဟာတွေအကုန်လုံးကရှုပ်တော့ရှုပ်ဝမ်းနိုင်တယ်ဒါတွေကိုခင်းရင်းမယ်ဒါပေမဲ့မင်းဆိုတော့တဖြည်းဖြည်းနဲ့နားနေလာပါလိမ့်မယ်ကျွန်တော်ဒီကြတယ်ကိုကတော့မင်းဆိုတော့2ရက်3ရက်လောက်ဆိုတော့တော်တော်ကြီးနားလေးကိုတွားပါလိမ့်မယ်ကိုပါလာတဲ့တွေးပြီးတော့အဲ့လိုတွေးကြည့်ပါအဆင်ပြေသွားပါလိမ့်မယ်ဟုတ်ကဲ့ပါကျွန်တော်တို့အဲ့ဒါဆိုရင် CR လေးက clear နဲ့ပြန်ပြီးတော့ခေါ်လိုက်မယ်ခေါ်လိုက်ကျွန်တော်ကဒီ ID တွေကိုဒီ group ထဲကို user အသစ်တွေဘယ်လိုထည့်လဲအဲ့ sudo ဆိုတဲ့ user တွေကိုsudo ဆိုတဲ့ permission ကိုဘယ်လို user တွေကိုပေးလဲဒီကြတော့ကျွန်တော်မပြောတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီသင်ခန်းစာကစား Linux 0 to hero လို့ပြောတဲ့အတွက်ကြောင့်ပါကျွန်တော်အဲ့ဒါတွေအတွက်ကိုကြတော့နောက်ပိုင်းဗီဒီယိုလေးတွေနဲ့ကျွန်တော်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့လာပါမယ်ဒါပေမဲ့မိတ်ဆွေတို့ကြိုပြီးတော့လည်းလေ့လာလို့ရပါတယ်ကျွန်တော်တို့ AI ကြီးမှာမိတ်ဆွေ
ကိုပြောချင်လို့ဒါကိုပြောပြီးတော့ AI နဲ့ဒီစကြာတုံးရင်အဆင်ပြေသွားပါလိမ့်မယ်ကျွန်တော်တို့ပြောရတဲ့ဒီ comment line တွေဆိုတာလေကျွန်တော်တို့အလွတ်ချက်ဆရာမလိုပါဘူးကျွန်တော်တို့အမြဲတမ်းဒီတိုင်းပဲကိုတုံးချင်တဲ့ comment line ကိုဘာသာကိုရှာတဲ့ရပါပြီကျွန်တော်အရှိမတင်သားလို့ပဲ van နဲ့ရှာမလား help နဲ့ရှာမလားအဲ့လိုမျိုးရှာတဲ့ရပါပြီဟုတ်ကဲ့ပါကျွန်တော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အခုဟာရေးနောက်ဆုံးပေါ့နောက်ဆုံးခါလေးရကြတော့ဘယ်လိုမျိုးလေးလဲပြင်မလဲဆိုတော့နောက်ဆုံး comment လေးကကြတော့ pseudo ဆိုတဲ့ comment လေးပါ pseudo ဆိုတဲ့ comment ကကျွန်တော်ခုနကတော့ပြောပြရတဲ့ pseudo စုကကြတော့ ADT Netflix user နေပြီးတော့ super user ကိုပြောင်းတဲ့ comment မှာဒါပေမဲ့ကျွန်တော်တို့ဒီ pseudo ဆိုတဲ့ comment ကကြတော့ဒီ pseudo ကိုကျွန်တော်ဒီ blank လာဘာဖြစ်လို့ blank user ဘာဖြစ်လို့သုံးရတာလဲဆိုတော့ကျွန်တော်ခုနကပြောထားပါတယ် pseudo ဆိုတဲ့ group ထဲကိုဒီ blank ဆိုတဲ့ user ကိုဝင်ပြီးထားတဲ့အတွက်ကြောင့် follow ရတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့အဲ့ pseudo ဆိုတာကကြတော့သူ့ရဲ့အရှိတော့ဘာလဲဆိုတော့ super user 2ကိုပြောပါတယ်အကယ်ကျွန်တော်တို့ဒီ pseudo ကို pseudo နဲ့ဘာတွေလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီ system ဒီ server ကြီးကိုကျွန်တော်တို့ upgrade တင်လို့ရတယ် application နဲ့ကျွန်တော် service တွေ download ဆွဲလို့ရမယ်ပြီးသွားရင်ကျွန်တော်တို့ remove တွေလုပ်လို့ရမယ် service တွေကိုကျွန်တော်တို့ဘယ် service တွေ on မလဲဘယ် service တွေကိုလုပ်မလဲ restart တွေဘာတွေလုပ်မလဲအကုန်လုပ်လို့ရပါတယ်ဒီ server နဲ့ပတ်သက်ပြီးတော့ဒါကြောင့်မလို့ကျွန်တော်တို့ဥပမာအနေနဲ့ကျွန်တော်တို့ sudo apt ကကြတော့အဲ့ဟာကျွန်တော်တို့ဒီဟာက unique အနေနဲ့ကိုကြည့်လို့ရပါတယ်ကျွန်တော် apt ဆိုတော့ apt လို့ရလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ install လုပ်မလားဥပမာကျွန်တော်တို့ရဲ့application install အဲ့လိုပုံစံပါပဲအဲအကြောင်း sudo apt ဆိုရင် sudo apt ကျွန်တော်အနောက်မှာ junkin ဆိုရင် junkin ပေါ့တခု service ပေးရ install လုပ်မလဲပေါ့အဲ့လိုပုံစံပါပြီးတော့ sudo apt remove တို့ပါပဲလုပ်လို့ရပါတယ်မိတ်ဆွေတို့မှတ်ထားရမှာက sudo apt နဲ့ပတ်သက်ပြီးတော့ကျွန်တော်က sudo apt ဆိုတာတွဲရပါ sudo apt ကိုရိုက်ပြီးတော့မှကျွန်တော်ကနောက်မှာမလုပ်ချင်တာလေဒီ system တစ်ခုလုံးကို upgrade တင်ချင်တာလားဒီ system တစ်ခုလုံးကို upgrade တင်ချင်တာလားအဲ့လိုမျိုးကျွန်တော်ဆုံးဖြတ်လို့ရပါတယ်ကျွန်တော်တို့ဒါပေမဲ့ဒီကကျတော့ကျွန်တော်တို့Ubuntu ကိုUbuntu လို့ပါလို့ဆိုရင်တော့ဒီလိုမျိုးဥစ္စာပါ sudo apt ပါကျွန်တော်တို့ Kali Linux တို့ပါလို့ဆိုရင်တော့ sudo apt ပါဒါပေမဲ့ကျွန်တော်တို့တခြား CentOS တို့ကျွန်တော်တို့တကယ်တော့အလုံးဝ Red Hat တို့ပါလို့ဆိုရင်တော့ကျွန်တော်တို့ sudo yum အနေနဲ့သုံးပါတယ်အဲ့ရလေးတော့ခေါ်ပေါ်လေးတော့နည်းနည်းပြောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် distro မတူတဲ့အတွက်ကြောင့်ပါဟုတ်ကဲ့ကျွန်တော်အဲ့ sudo apt ဆိုပြီးတော့ကျွန်တော်ဥပမာမိတ်ဆွေတို့ဒါကလုံးဝအရေးကြီးတဲ့တစ်ချက်ပါဘာလဲဆိုတော့ကျွန်တော်တို့ server တစ်လုံးထဲကိုဝင်ပြီးဆိုတာ ਨੇ လုံးဝတခြားလူတွေလုံးလုံးမလုံးလုံးကိုကတော့အမြင်နဲ့လုပ်ရမယ့်အချက်တစ်ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ sudo apt update ပါဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အမြင်နဲ့ server တစ်လုံးဝင်နေပြီဆိုတာ ਨੇ ဝင်ပြီဆိုတာ ne update အမြင်နဲ့တင်ပါ update တင်ပေါ်မှာမိတ်ဆွေတို့အနောက်ကကိုလုတ်ချင်တဲ့ဟာကိုလုပ်ပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့က sudo apt update လို့ရေးလိုက်ပြီဆိုရင် enter ခေါက်လိုက်မယ် enter ခေါက်လိုက်ပြီဆိုရင်ကျွန်တော်ကခုနကတော့တခါတည်းဝင်ထားတဲ့အတွက်ကြောင့်ကျွန်တော်က sudo စုလို့ပါလေသုံးထားတဲ့အတွက်ကြောင့် passport တွေပါလာမတောင်းတာပါကျွန်တော်မို့အကယ်၍မဝင်ထားဘူးဆိုရင် first time ဆိုရင်တော့ passport တွေပါလာတောင်းပါလိမ့်မယ်ဘာမှမဖြစ်ပါဘူးမိတ်ဆွေကလုပ်ပေးလိုက်ပါမင်း passport ရိုက်ပေးလိုက်ပြီဆိုဒီမှာဆိုရင်ကျွန်တော်တို့ဒီ Linux နဲ့ပတ်သက်တဲ့ဒီ Ubuntu နဲ့ပတ်သက်တဲ့ကျွန်တော် server နဲ့ပတ်သက်တဲ့ update ဒီအကုန်လုံးကိုကျွန်တော် update ဖြစ်သွားပါပြီဒါပေမဲ့ကျွန်တော်တို့ကဒါကကျတော့ server update ပါဒီ server ထဲမှာရှိနေတဲ့ service တွေရဲ့ update ကိုပါအကုန်လုံးလိုချင်နေဆိုရင်တော့ကျွန်တော်တို့ထပ်ပြီးတော့သုံးလို့ရမှာက sudo apt upgrade ဆိုတာလေးသွားရပါလေကျွန်တော်တို့တေချာတခုကတော့ကျွန်တော်တို့ server တစ်လုံးနဲ့ဝင်ပြီဆိုတာနဲ့ဒီ command line နှစ်ခုကိုအစဉ်လိုက်အချိန်ရိုက်ပြီပါအဲ့ဒါရိုက်ပြီးသွားတဲ့ခါကျမှနောက်ပိုင်းမှာမိတ်ဆွေတို့ကြိုက်တဲ့ဟာကိုလုပ်ရပါပါဒီလို sudo apt upgrade ကိုလုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဥပမာ Python က Python 4တို့ကျွန်တော် Python 3 point ဒါတော့ပဲအသစ်တွေထွက်တာဒီအကုန်လုံးကျွန်တော်ဒီမှာအကုန်လုံး update အနေနဲ့အကုန်လုံးကို download ဆွဲပါမှာပါအဲ့လိုမျိုးပုံစံမှာ upgrade အနေနဲ့အကုန်လုံးတင်ပြပါမှာပါရှိပြီးသားဟာဒီအားလုံးတော့အဲ့မှာ do you want to continue y/m ဆိုပြီးပြောတဲ့အတွက်ကျွန်တော် y လေးကိုနှိပ်ပြီးတော့ enter ခေါက်လိုက်ပါမယ်ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်တို့ပြီးသွားပါပြီခင်ဗျာဟုတ်ကဲ့ကျွန်တော် ਨੇ အခုထိတတိချာချာ lab ကိုလုပ်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ now module နောက်နေ့မှာကျွန်တော်တို့ပြန်ဆောင်ပါမယ်ခင်ဗျာ